Hello ဒီကနေ့မှာတော့ကျွန်တော်တို့ Manchester United ရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒါ Manchester United ရဲ့ဖြစ်လာမယ့်နောက်ထပ်အနာဂတ်ရဲ့ဒါနီးပြတွေအပြောင်းရွှေ့တွေကစားသမားအကြောင်းတွေကိုကျွန်တော်ဒီ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကျွန်တော်နည်းနည်းသုံးသပ်ဆွေးနွေးကြည့်ခြင်းတယ်ပေါ့ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ United Zone Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီမနေ့က Arsenal အသင်းကတော့ဒါဘယ်လိုပြောမလဲMan City အသင်းကဘုံမောက်အသင်းကိုတည်ကြသွားပြီးနောက်ပိုင်းမှာဒါ Arsenal ကသူတို့ Manchester City အသင်းအမှတ်ဖြတ်ပြီးတော့ဒါ Premier League Champion ဆုကိုတကြော့ပြန်လဲရယူနိုင်ခဲ့ပြီပေါ့ဒါ22နှစ်ကြာဝေးကွာနေတဲ့ Premier League Champion အဖြစ် Arsenal အသင်းကပြန်လဲဖြစ်လာခဲ့ပြီဒီချိန်တွေမှာဒီလိုဖြစ်Arsenal Champion ဖြစ်ပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့ရဲ့ဒီကျန်နောက်ခံကစားသမားဖြစ်တဲ့ Vidic ပြောတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့အတွေးလေးဝင်လာလို့ပေါ့ဗျာဒါလည်းကျွန်တော်လက်ရှိတွေးနေတဲ့အရာပါပဲVidic ကဘာပြောလဲဆိုတော့ဒါသူတို့ Arsenal အသင်းနေနဲ့ဒါ project ကိုမှန်မှန်ကန်ကန်ယုံကြည်ပြီးတော့သူတို့ Arteta ကိုခန့်အပ်ခဲ့တယ်Arteta ကိုခန့်အပ်ပြီးမှဒါ Arteta ဖြတ်တန်းလာတဲ့6နှစ်တာကာလလောက်မှာဒါအမောင်မိုက်ဆုံးကာလတွေကိုသူတို့စိတ်ရှည်တီးခံကြော်ဖြတ်ပြီးတော့အခုဆိုလို့ရှိရင်သူတို့ရဲ့အောင်မြင်မှုအသီးပွင့်တွေကိုစတင်ပြီးတော့ခံစားခဲ့ရပြီပေါ့အမှပြောချင်တာဒါ Manchester United ရဲ့ဒါနီးပြသစ်ဖြစ်လာတဲ့အခု Michael Carrick ကိုရော Manchester United ကနေပြီးတော့ဒီလိုမျိုး Arteta လိုမျိုးစိတ်ရှည်တီးခံမှုတွေနဲ့ကစားသမားလိုအပ်တဲ့ဖြစ်တည်မှုတွေအားဖြည့်မှုတွေ project တွေကိုမှန်မှန်ကန်ကန်ပြုလုပ်ပြီးတော့ဒါစိတ်ရှည်တီးခံပြီးတော့Michael Carrick ကိုတာဝန်ပေးနိုင်မလားဆိုတာဒါတကယ်ဟိုမှာပေါ့အရေးကြီးတယ်ပေါ့ဗျာဒါကြောင့် Manchester United fan တွေလည်းဒါတွေးနေတဲ့အရာပါပဲပြောမယ်ဆိုလို့ရှိရင်ဒါ Manchester United ဆိုတာဒါ Alex Ferguson လို့ပြောမလဲထွက်ခွာသွားပြီးနောက်ပိုင်းမှာနီးပြတွေတယောက်ပြီးတယောက်ဒါသူတို့ခန့်အပ်တယ်နာမည်ကြီးတာရောနာမည်မကြီးတာရော potential ရှိတဲ့နီးပြရောယာယီနီးပြရောကိုယ့်ရဲ့ကစားသမားဟောင်း legend player ကိုနီးပြဖြစ်ခန့်တာရောစုံနေပြီဗျာ Manchester United ကဒါပေမဲ့သူတို့အနေနဲ့သူတို့မှလိုအပ်နေတာဘာလဲဆိုတော့ဒီနီးပြတဲ့တယောက်ရောက်လာရင်ဒါနီးပြတဲ့အတွက်သူတို့ကစားသမားဝယ်ပြီးတယ်အားဖြည့်တယ်ဒါပေမဲ့နောက်တစ်နှစ်နှစ်နှစ်ကြာတဲ့အချိန်မှာရလက်တွေစိုးလာတယ်ချင်းနေမကောင်းဆိုထုတ်ပစ်တယ်ပြောမယ်ဆိုစိတ်ရှည်သီးခံမှုမရှိဘူးပေါ့ဗျာပြောချင်တာကတော့ဒါနီးပြတယောက်အပေါ်မှာယုံကြည်ကြည်နဲ့စိတ်ရှည်သီးခံပြီးတော့ဒါခန့်အပ်ထားပြီးတော့ဒါရေရှည်သွားမယ် project ကိုရေရှည်အောင်မြင်အောင်အားဖြည့်မှုတွေပြုလုပ်မယ်ပြုပြင်မှုတွေပြုလုပ်မယ်ဆိုတော့ပုံစံမျိုးမရှိဘဲနဲ့တယောက်မကောင်းတယောက်လာတယောက်မကောင်းတယောက်လာနဲ့ဒါ Manchester United ကနေမြင့်တက်ကြနေနဲ့ဒါ Ferguson မရှိတဲ့နောက်ပိုင်းမှာတော်တော်ကြီးကိုတိုင်ပတ်နေတာဗျာဒါ Manchester United fan တွေအတွက်တော့တော်လေးတော့စိတ်ပြက်စရာပေါ့ဒီလိုအခြေအနေမှာအခုဆိုလို့ရှိရင်လည်းဒါ Ruben Amorim လို potential ရှိတဲ့နီးပြကိုထုတ်တယ်Ruben Amorim ကလည်းသူအနေနဲ့ဒါ Manchester United နဲ့ပြောမယ်ဆို level ညီတဲ့စွမ်းဆောင်မှုမျိုးမပြနိုင်တဲ့အတွက်ဒါထုတ်လိုက်တယ်ဆိုတာဒါမှားတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ဘူးဒါပေမဲ့အခုဒီရာသီဝက်မှာစကင်တဲ့ Michael Carrick ကဒါ Manchester United ရဲ့ကစားသမားဟောင်း legend player ဟောင်းဖြစ်တယ် Manchester United ရဲ့အကြောင်းအရာတွေအကုန်လုံးသူ့အနေနဲ့တည်တည်ကြကြလေးကိုနားလည်သဘောပေါက်တယ်ပေါ့အဲ့လိုချင်းနေမှာသူဒီရာသီဝက်ကနေစွမ်းဆောင်ပြထားတဲ့စွမ်းဆောင်ရတကယ်ကိုထင်ကြီးစရာပဲဗျာပြောမယ်ဆို Michael Carrick နဲ့ Arteta နည်းနည်းစင်တူတဲ့ပုံစံမှာရှိရပေါ့ Arteta ဆိုလို့ရှိရင်လည်းဒါ2019-2020ရာသီမှာဒါဘက်ခွာဒီလာရဲ့လက်ထောက်နီးပြနေတဆင့်ဒါ Arsenal ကိုရောက်ရှိလာတယ်ပေါ့ Manchester City အသင်းကနေထွက်ခွာလာပြီးတော့2019-2020ရာသီဝက်မှာသူအနေနဲ့ Arsenal စတင်ကင်တွယ်ပြီးတော့ဒါ FA ဖလားတစ်လုံးသူရယူပေးနိုင်ခဲ့တယ်အဲ့နောက်ပိုင်းမှာဒါ Arsenal fan တွေရဲ့မျှော်လင့်ချက်ကြီးမားမားထားခြင်းကိုလည်းခံခဲ့ရတယ်ပေါ့ဒါပေမဲ့သူကအဲ့ဒီ FA ဖလားယူပြီးတော့နောက်ပိုင်းနှစ်တွေမှာအဲ့လိုပြန်ပြီးတိုင်ပတ်သွားတယ်ဗျာပြောမယ်ဆိုရင်နောက်နှစ်မှာအဆင့်8ရတယ်အဆင့်9ရတယ်အဲ့လိုမျိုးပြီးတော့မှသူအနေနဲ့ Champions ကိုစိန်ခေါ်နိုင်တဲ့အသင်းအနေနဲ့ပြန်လဲပြီးတော့တဖြည်းဖြည်းတိုးတက်လာတယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင် Arteta လက်ထက်မှာဒီအမောင်မိုက်ဆုံးကာလတွေမှာဆိုလို့ရှိရင်ဒါပရိသတ်တွေfan တွေရဲ့ဟိုဘယ်လိုပြောမလဲယုံကြည်မှုတွေမရတာရောပြီးရင်ဒီArteta ကိုထုတ်ပဲစေခြင်းတဲ့သူတွေရောအဲ့ဒီတော့ကတော့ဒါအများကြီးပဲပေါ့ဗျာဘလို့မှအားမရကြဘူးဒီလို Arsenal ကအခြေအနေကြီးကဆိုးရွားနေတဲ့မောင်မိုက်တဲ့အချိန်ကိုသူတို့ကြုံတွေ့ရတဲ့အချိန်မှာပေါ့ဒါပေမဲ့
ဒါ Arsenal အသင်းရဲ့ဒီ Arteta ကိုသူတို့အနေနဲ့ယုံကြည်ပဲ project ကိုယုံကြည်ပါဆိုပြီးတော့ပဲသူတို့ဆက်လက်ပြီးတော့သူတို့ဘယ်လိုပြောမလဲတာဝန်ပေးတယ်ပေါ့ဗျာအမှဆက်လက်ကင်တွယ်ရင်းနဲ့ဒါ Arteta အတွက်လည်းလိုအပ်တဲ့ဖြည့်တင်းမှုတွေလိုအပ်တဲ့ supporting တွေပေးပြီးတော့မှဒါပြောမယ်ဆိုရင်ခက်ခဲတဲ့ကာလတွေကနေတစ်ဆင့်တစ်ဖြည်းဖြည်းချင်းတိုးတက်လာပြီးတော့အခုဆိုလို့ရှိရင်တို့အနေနဲ့ဒီ20ကျော်ဝေးကွာနေတဲ့ချန်ပီယံပရီးမီးယားလိချန်ပီယံတို့တကြောပြန်လဲရယူနိုင်ခဲ့ပြီအဲ့တော့ပြောချင်တာလည်းဒါမိုက်ကယ်ကာဗစ်ဆိုလဲအခုဒီယာတီဝက်မှာသူရောက်လာတယ်စွမ်းဆောင်ရည်ကောင်းတွေပြတယ်ချန်ပီယံလိဝင်ခွင့်လဲသူရအောင်ယူနိုင်ခဲ့တယ်အဆင့်3နေရာမှာလဲသူရပ်တည်နိုင်ခဲ့တယ်ဒါမော်ဒယ်လက်ထက်မှာဆိုရင်တိုင်ပတ်နေတဲ့အဆင့်တွေကျနေတဲ့အခြေအနေကနေဒါမိုက်ကယ်ကာဗစ်ကရုပ်ချီးဆိုသလိုမျိုးသူပြောင်းလဲပေးနိုင်ခဲ့တယ်အဲ့လိုအခြေအနေမှာဒါမိုက်ကယ်ကာဗစ်အနေနဲ့ဒီလိုစွမ်းဆောင်ရည်မျိုးနောက်ရာသီမှာပြချင်မှလည်းပြကောင်းလိမ့်မယ်ဒါမှမဟုတ်လေဒီထက်ပိုကောင်းလဲစွမ်းဆောင်ပြကောင်းပြနိုင်လိမ့်မယ်ဒီထက်ဆိုးရွားသွားတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ပြောချင်တာကတော့မိုက်ကယ်ကာဗစ်ကိုခန့်တယ်ပြီးရင်ဒီတိုင်းပဲလက်လွတ်စပယ်ဗျာပြောချင်တာအားဖြည့်မှုတွေဖြစ်တင်းမှုတွေ sporting တွေမပေးနိုင်ဘူးဆိုလို့ရှိရင်မိုက်ကယ်ကာဗစ်မကတော့မိုက်ကယ်ကာဗစ်အဖေပဲလာကင်ဗျာသိတယ်မလားဒါပတ်ကွာဒီယိုလာတို့ပဲလာကင်အတင်းရတိုင်ပတ်နေမှာပဲအဲ့တော့ပြောချင်တာဒါနီးပြတယောက်ကိုကျွန်တော်တို့ကအချိန်ပေးစေချင်တယ်ပြောမယ်ဆိုလို့ရှိရင်ဒီ project ဆိုတာရှိရဗျာသူတို့ဒီ Sergeant Ratcliffe တို့ဒါ Manchester United ရဲ့ဘိုင်ရှင်သစ်တွေသူတို့ပြောနေတဲ့ project ကြီးဆိုတာရှိတယ်အဲ့ project ကိုသူတို့အနေနဲ့မှန်ကန်ရေရှည်အဲ့လိုမျိုးလှုပ်သွားနိုင်မလားပေါ့ဗျာပြောရမယ်ဆိုရင်သူတို့ကတော့ပြောနေတာပဲဒါပေမဲ့ရေရှည်မှာသူတို့မှန်ကန်လှုပ်သွားနိုင်မလားဒီနည်းပြတယောက်တိုင်ပတ်ပြီးဆိုတာနဲ့သူတို့အနေနဲ့နောက်တစ်ယောက်ထပ်ခန့်လိုက်မယ်ကွာအဲ့လိုမျိုးကြီးပဲဆိုရင်တော့အဆင်မပြေဘူးဗျာသိရမလားဘယ်လိုပြောမလဲဒီလိုနီးပြအတွက်သူတို့ကစားသမားသိရမလားပေါ်လောတွေအဲ့လိုမျိုးတွေရှောက်ပြီးမခန့်ဗာလဲမခေါ်ဘဲနဲ့ကောင်းမွန်တဲ့ဒီအပြောင်းရွှေ့တွေလုပ်ပေးရမယ်ပြောလို့ရှိရင်ဒါမိုက်ကယ်ကာဗစ်အတွက်ဒီသူ့ကိုကူညီပံ့ပိုးပေးနိုင်မယ်ဒါနီးပြအဖွဲ့ဝင်တွေပြောမယ်ဆိုအများကြီးပဲဗျာသူ့ရဲ့ကာဗစ်တယောက်ထဲနေရတော့ဘာမှလုပ်ပြနိုင်မှာမဟုတ်ဘူးလေဒါကာဗစ်ပေးနာမှာဝန်းရံနေမယ်ဒါနီးပြအဖွဲ့တွေလက်ထောက်နီးပြတွေပြောလို့ရှိရင်ဒါအသင်းတွင်းအကုန်လုံးစီလုံးနဲ့ဒါဒီလိုမျိုးအရေးချင်းရှိတဲ့သူတွေကိုခန့်အပ်ပေးနိုင်ရမယ်ဗျာကစားသမားမှာဆိုလို့ရှိရင်အဲ့လိုပဲဒီကောင်လေးကတော့ဘလောက်လေးတန်တယ်ဒါလေးဝယ်လိုက်မယ်လိုတဲ့နေရာလေးဖြည့်လိုက်မယ်ဒီလောက်ပဲဆိုတော့မရဘူး Manchester United လို့အသင်းကြီးအသင်းအနေနဲ့ပြောရမယ်ဆိုစံတော့မမှီတဲ့အားဖြည့်မှုတွေ sporting တွေမလုပ်သင့်ဘူးဗျာဒါဒီ Michael Carrick ဆိုတာရေးချင်းရှိတဲ့နီးပြတယောက်အဲ့ဒီအတွက်သူ့ကိုကောင်းမွန်တော့လို့ပြောမလဲ sporting တွေပေးနိုင်မှာဒါကလည်းရေရှည်အောင်မြင်သွားမှာเนาะအားကြောင့်ကျွန်တော်တို့ကဒီဒါအာဒီတာလိုမျိုးဖြစ်လာခြင်းမှဖြစ်လာလိမ့်မယ်ဗျာဒါမဆိုင်ဘူးဒါတို့တခြားအသင်းရဲ့အကြောင်းပေါ့ဒါပေမဲ့သိတယ်မလားဒါဒီနီးပြတယောက်ကိုခန့်အပ်လိုက်ပြီးဆိုကြတဲ့ဟိုကသူ့အတွက်ဘာလုပ်ပေးနိုင်ရမလဲဘာဖြည့်တင်းပေးနိုင်ရမလဲဒါအသင်းဘက်ကနေပြီးတော့ဒါအများတန်းသူတို့ project အနေနဲ့သူတို့တွေးနေရမယ်လုပ်နေရမယ်ဗျာဒါမှပဲရေရှည်အောင်မြင်မှုရရှိသွားမှာမိုက်ကယ်ကာဗစ်အနေနဲ့ပေါ့နော်အဲ့တော့ပြောချင်တာ Manchester United မှာလိုအပ်နေတာဒါစိတ်ရှည်မှုသိရမလားManchester United ဆိုတာဒါသူတို့အသင်းကြီးသင်းပြောရမယ်ဆိုရင်အင်္ဂလန်မှာဆိုလည်းလီဗာပူးနဲ့အောင်မြင်ဆုံးဒါအသင်းကြီးသင်းဆိုတဲ့အတွက်သူတို့အနေနဲ့ဒီရလက်မကောင်းတာတို့ရလက်ဆိုးတာတို့အခြေအနေမှာထုတ်ပယ်လိုက်တယ်ဆိုတာဒါအပြစ်တော့ပြောလို့တော့မရဘူးပေါ့လေသိရမလားဒါ Manchester United ဆိုတာအမြဲတမ်းအထိတ်ဆုံးမှာရောက်နေရမယ်ဆိုတဲ့သူတို့ရဲ့ mindset ရှိတာပေါ့ဒါပေမဲ့ဗျာပြောချင်တာတော့ကျွန်တော်ခုနရှေ့မှာပြောသလိုပါပဲဒါသေးချာစိတ်ရှည်တီးခံမှုတွေအားဖြည့်ဖြစ်တင်းမှုတွေပြုလုပ်ပေးနိုင်မှလဲဒါရေရှည်မှာအောင်မြင်မှုရရှိနိုင်မှာပေါ့ဟုတ်တယ်မလားဒါကြောင့်ဒီမိုက်ကယ်ကာဗစ်ကိုခန့်အပ်လို့ကျွန်တော်တို့ပရိသတ်တွေကလည်းဘယ်လိုပြောမလဲဝမ်းသာတယ်ပို့ပြီးတော့ဖြစ်စေချင်တာဒါကျွန်တော်တို့အားပေးရတဲ့ဒါ legend player မိုက်ကယ်ကာဗစ်ကိုအသင်းရဲ့ကစားသမားအနေနဲ့သူအောင်မြင်ပြီးသွားပြီအသင်းရဲ့နီးပြအနေနဲ့လည်းထပ်ပြီးအောင်မြင်စေချင်တာဗျာသိရမလားအားကြောင့်ဒါဘယ်လိုပြောမလဲဒီနွေရာသီမှာအသင်းအနေနဲ့အများကြီးအလုပ်တွေလုပ်ပြရမယ်ဒီကစားသမားတွေခေါ်တာတွေနီးပြအဖွဲ့ဝင်တွေခန့်အပ်ပေးတာတွေမိုက်ကယ်ကာဗစ်ကို sporting ပေးတာတွေဒါတွေအကုန်လုံးသူတို့အနေနဲ့လုပ်ပေးနိုင်ရမယ်ဗျာ
အခုဆို Manchester United နဲ့သတင်းထွက်နေတဲ့ကစားသမားတွေလည်းအများကြီးရှိတယ်အခုဆိုလို့ရှိရင်Manchester United မှာဆိုရင်တို့ထွက်ခွာမဲ့ကစားသမားတွေကအများကြီးပဲ Casemiro ထွက်သွားပြီ Ugarte ဆိုလို့ရှိရင်လည်းဒါရောင်းမယ်ဒါဆိုရင် Queen လယ်မှာ2ယောက်ပျောက်သွားပြီဆိုတဲ့အတွက်ဒါမင်းနူးတယောက်ပဲကြံပဲဗျာမင်းနူးတယောက်ထဲနဲ့တော့ဘာမှလှုပ်လို့ရမှာမဟုတ်ဘူးနောက်နှစ်မှာဆိုလို့ရှိရင် Champion League လည်းကန်ရမယ် FA ဖလားကန်ရမယ် League ဖလားကန်ရမယ် Premier League ဖလားကန်ရမယ်ပြိုင်ပွဲစုံတွေလာပြီအဲ့အတွက်ကြောင့် Manchester United အနေနဲ့ဒါအခုဆိုလို့ရှိရင်တို့ Ugarte ကတုံးလို့မရဘူးဗျာ Ugarte ကိုရောင်းအောင်မယ်ဒါ Casemiro ကလည်းထွက်သွားပြီအဲ့တော့ Queen လယ်မှာတို့အနေနဲ့အခုလောလောဆယ်သတင်းတွေတက်လာတာတော့ Queen လယ်ကစားသမား3ယောက်ထိတို့ခေါ်မယ်ပေါ့တန်150 200နီးပါးလောက်တုံးမယ်ခေါ်မယ်တို့မနှစ်ကဒီတိုက်စစ်ကစားသမား3ဦးခေါ်ခဲ့တယ်လို့ပဲဒါတို့လုံမယ်ပေါ့ Queen လယ်ကစားသမားတွေခေါ်မယ်ပြောလို့ရှိရင်တို့ဘယ်နောက်ခံအနေနဲ့တယောက်ခေါ်မယ်လို့တော့ကြားတယ်ပင်ရှိမှာဒါ Benjamin Sacco ရဲ့အရန်အနေနဲ့တယောက်ခေါ်မယ်လို့တော့ကြားတယ်ဒီနေရာမှာဒါကျွန်တော်တို့ကိုအရန်ကစားသမားဖြစ်တဲ့ဒါစစ်စီလဲထွက်မယ်ပေါ့ထွက်ဖို့များတယ်စစ်စီလဲဘာလို့ရှင်းထုတ်မဲ့ player တွေဆိုတာလည်းရှိသေးတယ်ဒါဟိုဆိုဘာစီလိုနာကနေဟိုမှာ fly ရပြီးတော့အချိန်ကြီးကောင်းနေတဲ့ Rashford ဆိုရင်ဒါဘာစီလိုနာတန်း30တောင်တို့မှမပေးချင်ဘူးဗျာဒီလိုကစားသမား Rashford လိုကစားသမားမျိုးတန်း30မပေးနိုင်ဘူးတို့အနေနဲ့ဒါအကျိုးပြုထားတာပဲဗျာငါလာကစားပြီးတော့ Rashford ဘာလုပ်ပြထားလဲဆိုတာလည်းကျွန်တော်မြင်နေတာပဲဒါတော့ Rashford ကတော့ဒါဘာစီလိုနာပဲရောက်မလားဒါမှမဟုတ်တခြားအသင်းကိုပဲသူရောင်းခံမလားတော့မပြောတတ်ဘူးဒါပေမဲ့ Manchester United မှာတော့သူ့ရဲ့အနာဂတ်ကတော်တော်လေးကိုနည်းသွားပြီပေါ့ဗျာ Rashford အနေနဲ့နောက်တစ်ယောက်ကတော့ Onana ဟောသိတယ်မလားဒါကျွန်တော်တို့ဖိတ်သက်တည်းရဲ့ဘယ်လိုပြောမလဲဆဲရဆုံးကစားသမား Onana ပြောမယ်ဆိုအသင်းသမိုင်းတစ်လျှောက်မှာတော့မှဒါဂိုးသမားတွေအဲ့လိုဒီ Manchester United ရဲ့အပြောင်းရွှေ့ထဲမှာဆိုရင် Onana ကတော့တကယ်ကိုဘယ်လိုပြောမလဲ free ဖြစ်ဆုံးကစားသမားအပြောင်းရွှေ့ပဲဒါ Onana ကတော့စံချိန်တင်လောက်တယ်အဲ့လိုကစားသမားမျိုးကဒါဟိုကိုတူရကီကလပ်ကနေအငှားစာချုပ်ပြည့်ပြီးတော့ Man U ကိုပြန်လာမယ်သူ pre season တွေပါအောင်သူအနေနဲ့ရာသီကျိုးခြေစမ်းပွဲတောင်သူပါဝင် join ကျင်နေဆိုတော့ဒါသတင်းတွေလည်းတွေ့ရတယ်ဒီလိုအနေထားမှာအခုဆိုလို့ရှိရင် Man United မှာဒါကိုသမားအနေနဲ့ Lamans ကတော်တော်လေးကိုလက်စွမ်းပြနေပြီးပြည်သက်တည်းရဲ့အားပေးမှုလည်းရရှိထားပြီဆိုတော့ဒါမှ Onana အတွက်ကတော့ Man United ရဲ့အနာဂတ်ဆိုတော့လုံးဝပြတ်သွားပြီဗျာမရှိတော့ဘူးဒါကျွန်တော်တို့လုံးဝတွေးထားပြီးသားအရာပဲအဲ့တော့ Onana ကိုလည်းရောင်းချရမယ်ရှင်းထုတ်အောင်မယ် Rashford ပြီး Sancho ကတော့ဒါစာချုပ်တန်းကုန်သွားပြီဆိုတော့သူထွက်မှာပြီးရင်ဒါပဲနောက်ခံကစားသမားမာလာစီကလည်းထွက်မှာရာတီကုန်အဲ့တော့ဒီလိုမျိုးပြောရမယ်ဆိုလို့ရှိရင်အသင်းအတွက်အကျိုးမပြုတဲ့ကစားသမားတွေတောက်စစ်ဖြစ်စေတဲ့ကစားသမားတွေဒါလုံးဝရှင်းလင်းတလောက်ဖြစ်နေပြီဗျာအခုအချိန်မှာဆို Michael Carrick ဘယ်လိုပြော Michael Carrick အခုသူကင်တွယ်နေတဲ့ Man United အသင်းကဒါလုံးဝတောက်စစ် player တွေရောပြောမယ်ဆိုရင်အသင်းအတွက်အကျိုးမပြုနိုင်တဲ့ player တွေရောဆိုတာမရှိတော့ဘူးဒီအသင်းလေးကဒီလူစင်းလေးကဘာဖြစ်ဖြစ်တော်တော်လေးကိုကျမ်းမာကောင်းမွန်နေတဲ့လူစင်းလေးဖြစ်နေပြီဗျာအဲဒီအတွက်ကြောင့်ဒါတောက်စစ်ကစားသမားတွေကိုလည်းကျွန်တော်တို့ဖယ်ထုတ်နိုင်ရမယ်ပေါ့ပြီးသွားရင်ကိုအတွက်ဒီ Manchester United အသင်းအတွက်ကစားပေးနိုင်မယ်ကစားပေးခြင်းတဲ့ပြောမယ်ဆိုရင်ဒီလိုစိတ်သက်ကောင်းတဲ့ player တွေကိုခေါ်နိုင်ရမယ်ခြေစွမ်းကောင်းနေမဟုတ်ဘူးဒါ Man United အသင်းအတွက်ဆိုလဲပေးဆက်ကစားစူးစမ်းကစားနိုင်ရမယ် player မျိုးတွေခေါ်ရမယ်ဒါမှလည်း player နဲ့ဒါဒီပြနဲ့အဖွဲ့ဝင်တွေအကုန်လုံးတညီတညွတ်ထဲရှိပြီးတော့ဒါအောင်မြင်နိုင်ပါဗျာသိရမလားအသင်းတစ်ဆိုတာအဲ့တော့ပြောင်းရွှေ့အမှားတွေမလုပ်သင့်တော့ဘူးဗျာဒီအခုဆိုလို့ရှိရင် INEOS ဒီစာချုပ်ကလစ်တို့အဖွဲ့အနေနဲ့ဒါမနှစ်ကသူတို့ခေါ်ယူခဲ့တဲ့အပြောင်းရွှေ့ဆိုလုံးဝအကျိုးရှိတဲ့အပြောင်းရွှေ့တွေရွေးအမ်ဘူမိုကူညာဆက်ကိုသမားဆိုလို့ရှိရင် Lamans ဒါလုံးဝအသင်းအတွက်အကျိုးပြုတယ်ကစားသမားတွေကြီးပဲဗျာဒီတိုက်စစ်3ယောက်ဆိုလို့ရှိရင်လည်းဒါ10 goal စီBenjamin Sacco က17 goal အမ်ဘူမိုက10 goal ကူညာ10 goal ဆိုပြီးတော့ဒါသူတို့တိုက်စစ်တွေ3ယောက်ကဒါတွင်းပြတာဆိုတော့ဒါဒီမနှစ်ကနေရာဒီပြောင်းရွှေ့မှာဒါ Man United ရဲ့ပြောင်းရွှေ့ရ rating 10မှာဆို10လုံးတောင်ပေးလို့ရတယ်ဗျာကိုသမားဆိုလို့ရှိရင်လည်းလုံးဝလက်စွမ်းနေပြနေအဲ့တော့အဲ့လိုအပြောင်းရွှေ့မျိုးပဲဒီနွေရာသီမှာလည်းထပ်ပြီးတော့လုံးပြနိုင်ရမယ်ဒါမှနိုင်ငံကောက်ရအနေနဲ့သူ့အတွက်လည်းလောကကိုင်းရပို့လွယ်မယ်အသင်းအတွက်လည်းတိုးတက်စေမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့လည်းစောင့်ကြည့်ရမယ်ပေါ့ပဲကစားသမားတွေဘယ်လိုရောက်လာမလဲပေါ့အခုဆိုလို့ရှိရင်ကွင်းလယ်မှာဆိုလို့ရှိရင်မီနူးနဲ့တွဲဖက်မဲ့ကစားသမားတွေလိုပြီအခုဆိုလို့ရှိရင်သတင်းတက်နေတာတော့ဒါလုံးဝ
high ဖြစ်ဆုံးသတင်းထွက်နေကစားသမားတွေကတော့ဒါ Elliot Anderson ပေါ့ Nottingham Forest ရဲ့ အင်္ဂလန်လိုက် using ကစားသမား Anderson ပြီးရင် Wharton Palace ရဲ့ Wharton ပြောလို့ရှိရင်ဒါ Ederson ဒါ Atlanta City က Ederson လို့ရှိတယ်ပြီးရင် Tonali အဲ့လို Newcastle ရဲ့ ကွင်းကစားသမား Tonali ရှိမယ်ပြီးရင်ဒါအခုအချိန်မှာတန်းစင်တလောက်ဖြစ်နေပြီဖြစ်တဲ့ Watson အသင်းရဲ့ဒါ Matheus Fernandes ဒါလည်း Bruno Fernandes နဲ့သူ့မှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်လို့ကြားတယ်ဒီ Matheus Fernandes ကိုဈေးပေါ်နဲ့ရနိုင်မယ်ဈေးအသင့်နဲ့ရနိုင်မယ်ဆိုတော့ဒါတကယ်ကိုတန်တဲ့အပြောင်းရွှေ့ဖြစ်မှာဒီလို Watson အသင်းကလည်းတန်းစင်သွားမယ်ဆိုလို့ရှိရင်ဒါသူတို့အနေနဲ့ budget ကလည်းလိုလာပြီဗျာအဲ့တော့သူတို့လည်းရောင်းမှာဆိုတော့သူတို့ခေါ်တဲ့နဲ့ Matheus Fernandes ကိုအဲ့တော့ကွင်းလယ်မှာအဲ့လိုသူတို့ပြစ်မှတ်ထားနေတဲ့ player တွေကတော့အများကြီးပဲပေါ့ဘယ်သူရောက်လာမလဲတော့မသိဘူးလောဆယ်မှာအဲ့ပြောင်းရွှေ့တွေကလည်းထပ်ပြီးတော့ကျွန်တော်ရနိုင်တယ်လို့ထပ်ပြီးတင်ပေးသွားပါမယ်ဆိုတော့ဒီကွင်းလယ်အတွက်ကအရေးကြီးဆုံးပဲကွင်းလယ်ကစားသမား3ယောက်မှာ box to box ကစားနိုင်မယ်ကစားသမား defensive midfield ကစားသမားပြီးမေးလူနဲ့တွဲဖက်မဲ့ကစားသမားအဲ့လိုမျိုး3ယောက်ကိုတို့အစုံကစားနိုင်တဲ့လူတွေခေါ်ရမယ်နောက်တန်းကတော့ရန်ပြဿနာမရှိဘူးဆိုပေမဲ့လူကတော့များတယ်ဗျာနောက်တန်းမှာယူရိုရှိမယ်ယူရိုမကွာယာဒီလစ်ပြီးရင်ဒါလူငယ်ကစားသမားလေး Heaven ပြီး Lisandro Martinez အဲ့လိုအနေထားမှာ Lisandro Martinez ကတော့သူ့အနေနဲ့ဒဏ်ရာတော့ပြောမှဆိုရင် injury prone လို့တောင်ဖြစ်နေပြီဗျာကျွန်တော်တို့ fan တွေအတွက်ကသူကတော့တော်တော်လေးအားကိုးရကစားသမားဆိုတာတော့သိတယ်သူ့ရဲ့ရေးချင်းကိုလည်းသိတယ်ဒါပေမဲ့ तू ကတရားဒီလုံးပွဲတိုင်းကိုသူ့မှာကစားနိုင်တဲ့အခြေအနေမရှိဘူးအဲ့ဒါတော်တော်လေးစိုးတယ်ခြေစွမ်းကောင်းမှရဲ့နဲ့ဒါဒဏ်ရာပြဿနာသူ့ကိုရိုက်ခတ်နေတာဗျာနောက်တစ်ယောက်ဆိုမေဆင်မောက်ပေါ့မေဆင်မောက်ဆိုလည်းသူ့ရဲ့ရေးချင်းကဒါတန်တရားဖြစ်စရာအကြောင်းမရှိဘူးဂျယ်ဆီမှာဘာတွေလုပ်ပြခဲ့လဲအကုန်လုံးကျွန်တော်တို့မြင်မှုတွေဗျာဒါပေမဲ့သူ့အတွက်ကလည်းစိတ်မကောင်းစရာဒါသူကလည်း injury prone လို့ဖြစ်နေတာအဲ့တော့ကျွန်တော်တို့ကအားကိုးရမယ့် player ရေးချင်းရှိတဲ့ player အဲ့လိုတွေဖြစ်နေတော့ဗျာအသင်းအတွက်ကတော့ဒါနောက်လူတွေထပ်ခေါ်ဖို့ရေးချင်းရှိတဲ့ကစားသမားတွေထပ်ခေါ်ဖို့ပြောရမယ်ဆို injury prone လည်းမဖြစ်အောင်အဲ့လိုကစားသမားတွေခေါ်နိုင်ဖို့လိုတယ် Manchester United အနေနဲ့အဲကြောင့်ဒီနောက်တန်းမှာဆိုလို့ရှိရင်လုံးဝအားကိုးလို့ရဆိုမကွာရဒီလက်ဆိုလည်းဗျာဟိုဒီယာတီဝက်လောက်တည်းကနားသွားတာအခုယာတီကုန်းနဲ့တီကိုပြန်ပေါ်မလာဘူးအဲ့လိုကစားသမားတွေနောက်တန်းမှာလူတော့များပါရဲ့ဒဏ်ရာပြဿနာရှိရဲ့လူကခက်များဖြစ်တယ်မကွာရဆိုလဲတပွဲတလေလို့သူကဒဏ်ရာရသွားပြန်တာတွေရှိတယ်ဆိုတော့လေဒီ Euro နဲ့ Heaven ကတော့သူတို့ကလူငယ်ဆိုတော့ဗျာသူတို့ပွဲတိုင်းကြီးကတော့ဘလို့မှအားကိုးလို့တော့မရဘူးရေးချင်းကောင်းနေတော့ရှိတယ်ဆိုပေမဲ့သူတို့ဥဆောင်ပေးမဲ့ပြောမယ်ဆို Heaven နဲ့တွဲမဲ့ဒီဝါရင်ကစားသမားအတွေ့အကြုံရှိကစားသမားတယောက် Euro နဲ့တွဲမဲ့ဒီလိုအတွေ့အကြုံရင်ကစားသမားတယောက်အဲ့လိုမျိုးတွေတွဲဖက်ပြီးတော့မှသူတို့လည်းတိုးတက်လာအောင်ပါအဲ့တော့သူတို့နှစ်ယောက်ကတော့လူငယ်တွေဆိုတော့ဒါအနာဂတ်အတွက်တော့ရည်မှန်းထားလို့တော့ရတယ်ဗျာအဲ့တော့တရားဒီလုံးမှာအားကိုးရမယ်ဒီနောက်တန်းကစားသမားတော့ကျွန်တော်အနေနဲ့တိတ်မရှိဘူးမှန်ယူပါလေအဲ့တော့သူတို့အနေနဲ့နောက်တန်းလည်းအားဖြစ်အောင်ပါအဲ့တော့ပြီးရင်ဒီတိုင်းစစ်မှာတော့ဒါ3ယောက်ကတော့မလိုပါဘူးဒါပေမဲ့ Bruno Fernandes ကလည်းအသက်အရွယ်ရလာပြီး Mason Mount ကလည်းဒဏ်ရာကြီးပဲရနေတယ်ဆိုတော့အဲ့ဒီနေရာဆိုလို့ရှိရင်လည်းကျွန်တော်တို့စဉ်းစားမယ်နေရာပေါ့ဒါပေမဲ့လက်ရှိမှာဦးစားပေးစဉ်းစားမှာကွင်းလေကိုအားဖြည့်ပြီးနိုင်ပြီဆိုမှကျန်တဲ့ role တွေအကုန်လုံးကျွန်တော်တို့အနေနဲ့လိုက်ပြီးဖြည့်တင်ရမှာပေါ့ပြောမစို့အခုဆိုလို့ရှိရင် Manchester United ရဲ့ဘယ်တောင်မှတိုက်စစ်ကလည်းလိုတယ်မာတီးရဲ့ကူညာသူကဘယ်တောင်မှကစားသမားစစ်မဟုတ်ဘူးဗျာသူအနေနဲ့ဒါနံပါတ်10 role နဲ့ဝင်ပြီးကစားနိုင်စွမ်းရှိတယ် player ဆိုတော့တောင်မှန်ကစားသမားဘယ်တောင်မှန်ကစားသမားစစ်တယောက်ကတော့လိုသေးရဲ့လို့ထင်တယ်ဒီလိုချိန်တွေမှာလည်းကျွန်တော်တို့သတင်းတက်လာတဲ့ထွက်လာတဲ့ကစားသမားတွေတော့ရှိတာပေါ့ဒါဟိုဗာလဲ Everton တင်းရဲ့ Andia လားဘယ်တောင်မှကစားသမားလေးအဲဆိုသူဆိုလဲတော်တော်လေးကို dribbling နေလဲကောင်းတယ်သူရဲ့ကစားကွက်မှာပါဝင်ပတ်သက်မှုမှာတော်တော်လေးကောင်းတယ် Everton ရဲ့ကစားသမားလေးရင်ဒါ Leipzig ရဲ့ Diomandi သူဆိုလို့ရှိရင်လည်းသတင်းတွေထွက်တယ်ဗျာအဲ့တော့ Man United အနေနဲ့ဒါကွင်းလဲကိုသူတို့အနေနဲ့အားဖြည့်မှုတွေဖြစ်တင်ပြီးွားရင်ဒါကျွန်တော်လိုတဲ့နေရာတိုင်းဘယ်တောင်မှလိုတယ်ပြီးရင်ဒီ16ရဲ့နေရာမှာအလှည့်ကျအပြောင်းလဲကစားပေးနိုင်မယ်တိုက်စစ်မှုတယောက်လိုတယ်ဒါဒီလိုနေရာမှာဇီစီထွက်မှလည်းမန်ယူကခေါ်လို့ရမှာဒီလိုအရန်တိုက်စစ်မှုတယောက်ကဟုတ်လို့ရှိရင်နောက်တန်းတော့ဒါလိုတယ်ဗျာဒါပေမဲ့အသင်းဘက်ကတော့ဒီရာဒီခေါ်လောက်လိမ့်မယ်လို့တော့မထင်ဘူးအဲ့လိုမျိုးလေးတော့ရှိတာပေါ့
ပြီးလမ်းမန်းအတွက်ကလည်းဒါကိုသမားနေရာအတွက်ကလည်းအရန်ကိုသမားကောင်းကောင်းဝင်တယောက်လိုပဲပြီးဘယ်နောက်ခံမှာဆိုလို့ရှိရင်တော့လူရှောနဲ့ဒိုကူရှိတယ်ပေါ့ဒါတော့တိတ်တော့ပြဿနာမရှိဘူးဆိုပေမဲ့လူရှောကလည်းဒါဒီရာဒီမှာဒါသူ့အနေနဲ့ဒဏ်ရာကင်းနဲ့ကစားနိုင်တာဗျာနောက်ရာဒီမှာဘာဆက်ဖြစ်မလဲဆိုတော့မသိဘူးအဲ့တော့ဒီဘယ်နောက်ခံနေနဲ့ကလည်းလိုသေးတယ်ညာနောက်ခံမှာတော့ဒါလော့နဲ့မဆာရီရှိနေတော့ဒါတိတ်တော့ပြဿနာမရှိဘူးဆိုပေမဲ့လည်းဒီထက် quality မြင့်တဲ့ player တွေတော့လိုသေးရပါဒါကတော့တရားသိချင်းနဲ့ဒါဖြည်းဖြည်းချင်းအားဖြစ်သွားမှာပဲအဲ့လိုမျိုးလေးတော့ရှိတာပေါ့ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့ဒါနီးပြမိုက်ကယ်ကာရစ်ကိုအဲ့လိုမျိုးအားဖြစ်မှုဖြစ်တင်မှုတွေ sporting ကောင်းကောင်းနေပေးနိုင်မှလဲဒါ Man United အသင်းအနေနဲ့စိတ်ရှည်မှုတွေနဲ့အတူတူဒီလိုနေမြင့်အတက်ကြတွေကနေတစ်ဆင့်ဖြည်းဖြည်းချင်းတိုးတက်သွားမယ်အသင်းအနေနဲ့ကျွန်တော်ကတော့ဖြစ်စေချင်တယ်ဗျာသိရမလားအဲမှလည်းကျွန်တော်တို့အနေနဲ့ဒါရင်တော့ Ferguson တို့လိုမျိုးဒီ Manchester United ရဲ့ era တစ်ခုကိုပြန်လဲပြီးတော့ရောက်ရှိနိုင်မှာပေါ့ဒါတော့လိုပါသေးရဲ့လိုပေါ့တစ်နှစ်ပြီးတစ်နှစ်အဲ့လိုမျိုးလေးတဖြည်းဖြည်းချင်းလေးအဲ့လိုမျိုးလေးဟိုပြောင်းလဲပြီးသွားနိုင်မှလည်းရမှာလေမိုက်ကယ်ကာရစ်အနေနဲ့ကတော့သူ့အနေနဲ့အရေးချင်းကတော့ရှိပြီးသားနီးပြဆိုတာဒါတန်တရားဝင်စရာတော့မရှိဘူးဒါပေမဲ့အောင်မြင်မှုတွေရယူနိုင်ဖို့ဆိုလို့ရှိရင်သူ့ဘေးမှာအတွဲဖက်ကောင်းအတိုင်းဝန်ကောင်းလေးရှိဖို့တော့လိုတာပေါ့ဒါတော့ဒါစာဂျင်ယာကလစ်တို့အဖွဲ့အိုမာဘာဒလီတို့အဲ့ဒီဟိုဗာလဲဂျေဆန်ဝက်ကော့တို့သူတို့အနေနဲ့မှန်ကန်တဲ့အားဖြစ်မှုတွေဖြစ်တည်မှုတွေလုပ်ပေးနိုင်မှလည်းဒါရမှာအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာတော့အဲ့ဒါပေါ့ဗျာဒီ Manchester United ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ပိုပြီးကောင်းမွန်တဲ့အနာဂတ်ကိုပဲကျွန်တော်တို့ fan တွေကတော့လိုချင်တာပေါ့ဒါကြောင့်လည်းကျွန်တော်တို့အများကြီးမျှော်လင့်ထားတယ်ပေါ့ဗျာဒါကြောင့် Michael Carrick ကိုကျွန်တော်တို့အပြေအဝထောက်ခံပြီးတော့ဒါဒီကြလေးသူ့ကိုညီပေးနိုင်မဲ့တိုင်ဝန်ကောင်းလေးလိုအပ်တယ်ဆိုပြီးတော့ကျွန်တော်ထင်မြင်ယူဆရခြင်းပဲဖြစ်ပါတယ်ဒါကြောင့် Manchester United ရဲ့နောက်ထပ်လာမဲ့လူပြောင်းရွှေ့တဲ့င်းတွေ Man United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးလည်းကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်ဒီ United Zone Channel လေးမှာပါပဲဗျာဒါကြောင့်ကျွန်တော် United Zone Channel လေးကိုလည်း like and subscribe လေးပြုလုပ်ပြီးတော့ကြည့်ရှုအားပေးဝင်ရလို့ရပါတယ်ကျွန်တော်လိုပဲ Manchester United ညီကိုတွေအတွက်ကောင်းမွန်သော channel လေးတစ်ခုဖြစ်အောင်ကျွန်တော်ဆက်လက်စူးစမ်းပေးသွားပါဦးမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်